Officially 18. Session နှစ်ပြည့်တော့ဒီနေ့ session ပြည့်ပြီတကယ်ကြတော့လို့ပူဇာထားရတော့မရှိပါဘူးဒါပေမဲ့အဲ့လိုကြိုက်ရင်တော့ miss ကို forward ပေးလိုက်တာပါစံနဲ့တော့မပြောတော့ဘူးပေါ့နော်အဲ့လိုမျိုးလေး forward ထားရလေးရှိရဲဒီကဘာပေးမလဲတည်းလေး normal ပါပဲပေါ့နော်18ပြည့်ပေါ့ဒါ18ဆိုရဲဟာဆရာဆိုလည်းပြောရပါတော့အဲ့ဒီ18တောင်ပြည့်နေအသက်အဲ့လိုမျိုးပေါ့တမျိုးတော့ဖြစ်တယ်စိတ်ထဲမှာ18တောင်ပြည့်သွားပြီလားကိုက14 15 16အဲ့လိုပဲထင်နေတယ်ဟုတ်ကဲ့ဒီနေ့ကဒီအလုံးလမ်းပေါ်မှာရှိတဲ့ဒီ Young Women National Hotel ဝင်းထဲကပေါ့နော်မိုးကော့ဟော့ပေါ့ဆိုင်ဖွင့်ပွဲလေးတွေတက်ရောက်ဖြစ်တာပါရှင်ဟောပေါ်ကြိုက်တယ်ပါဟုတ်ကဲ့ပါပါတယ်ဟော့ပေါ့ဆိုကြိုက်တယ်ပါပါဟော့ပေါ့စားရခါကျရင်တော့တကယ်ဒီဒီတစ်လျှောက်မှာပေါ့နော် diet plan နေနဲ့လူမျိုးပဲစားဖြစ်တာတော့များတယ်အရင်တော့ကတော့မပြိုင်ခင်ကတော့ဟော့ပေါ့အသေးစားတယ်အရန်စားတဲ့အချိန်မှာပါပါတယ်ဒီမှာတကယ်ရောက်လာတဲ့အချိန်မှာဆိုလည်းတက်ဖန်လေးစောင့်ပြီးတော့လက်ဆောင်လေးပေးကြတယ်ပြီးတော့မနေ့ကဆိုလည်း7နာရီအတီကိုစောင့်ပြီးတော့မှ wish ကြတဲ့လူတွေကဒီတနိုင်ဒီစက်တိုက်ပေါ့နော်အဲ့လိုမျိုးတွေ့ရတဲ့အတွက်တကယ်ဝမ်းသာပါတယ်လို့ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့ဒီနေ့တော့တကယ်ရဲ့မွေးရမြေဖြစ်တဲ့မကွေးဘက်အထက်မြင်းလာဘက်မှာပဲလူလေးလုပ်ဖြစ်ပါတယ် officially 18 session နှစ်ပြည့်တော့ဒီနေ့ session ပြည့်ပြီအဲ့လိုတော့မရှိပါဘူးဒါ18ပြည့်ပြီဆိုတော့အသက်တစ်နှစ်ပိုကြီးသွားပြီဟုတ်ကဲ့ဒါမကွေးမှာဆိုရင်တို့အမြဲတမ်းဒီလူနေကြဖြစ်တဲ့နေရာလေးမှာပဲပေါ့နော်တဲ့ဒီနေဘက်မှာတော့ဆိုမကွေးမှာအိမ်မှာပဲအမြဲလူနေကြဖြစ်တယ်ဒါဖိုးတွေဖွားတွေကလေးကဆင်ဆက်ဒီကျောင်းတိုက်မှာလူနေကြဖြစ်တဲ့ကျောင်းတိုက်မှာပဲဒီနေ့တဲ့မွေးနေ့ကိုအဲ့ဘက်မှာပဲလူဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မနစ်ကမွေးနေ့လည်းအလူတန်းနေပဲဖြစ်တန်းဖြစ်ပါတယ်ဒီနှစ်လည်းအလူတန်းနေပဲဖြစ်တန်းဖြစ်ပါတယ်birthday surprise တွေကတော့ရနေပါတယ်တဲ့ fan တွေတဲ့လက်ဆောင်လေးတွေအများကြီးပို့ပေးကြတယ်တကယ်ပြောရမယ်ဆိုရင်ထင်မှတ်မထားတဲ့အရာလေးတွေရောပြီးတော့အတဲ့အကြိုက်တွေကိုမမေ့စီကိုခိုးမေးတယ်ဒါဆရာထူးတို့တဲ့ manager တွေကိုခိုးမေးပြီးတော့အဲ့လိုမျိုးပေးတဲ့ဟာတွေလည်းအများကြီးတွေ့ရတယ်ဝင်းဒီမှာကိုကြိုက်တာတွေပဲရခဲ့တာပေါ့ဟုတ်ကဲ့ဝမ်းသာပါတယ်ဟုတ်တယ်တဲ့တို့ဒါအလုပ်ကိစ္စလေး meeting လုပ်နေနေပေါ့နော်ဒါတဲ့ဒီတိုင်းပဲ meeting မှာပဲဒီရိုးရိုးပဲနေနေဒါဆရာနေပြီးတော့ဒီမွေးနေ့ကိတ်လေးနဲ့ birthday surprise လုပ်ပေးတာမင်းနဲ့ဘေးနဲ့ပေးဖို့ plan ထားရပြောဒါပေမဲ့ surprise လို့ပုံစံမျိုးအခုထိတော့မရသေးဘူးဘေးချိန်ဖြစ်မလဲတော့မသိဘူးပေါ့နော်ဒီနေ့ရဲ့ညပိုင်းကျမှဖြစ်မလားအဲ့လိုမျိုးပေါ့တကယ်ကြတော့လို့ပူဇာထားရတော့မရှိပါဘူးဒါပေမဲ့အဲ့လိုကြိုက်ရင်တော့ miss ကို forward ပေးလိုက်တာပါစံနဲ့တော့မပြောတော့ဘူးပေါ့နော်အဲ့လိုမျိုးလေး forward ထားရလေးရှိရဲဒီကဘာပေးမလဲတည်းလေး normal ပါပဲပေါ့နော်18ပြည့်ပေါ့ဒါ18ဆိုရဲဟာဆရာဆိုလည်းပြောရပါတော့အဲ့ဒီ18တောင်ပြည့်နေအသက်အဲ့လိုမျိုးပေါ့တမျိုးတော့ဖြစ်တယ်စိတ်ထဲမှာ18တောင်ပြည့်သွားပြီလားကိုက14 15 16အဲ့လိုပဲထင်နေတယ်ဟုတ်ကဲ့ဒီမမမြင့်မိုးဆိုရင်လည်း Miss Cosmo သွားပြိုင်မယ်အဲ့တဲ့ဘက်ကလည်းတက်နိုင်ဆုံးအများကြီး sporting ပေးသွားမယ်ဒါဖက်ကနေပြီးတော့ပေါ့နော်အဲ့လေဆိုတော့ဒီမမကိုလွတ်တဲ့အချိန်မှာဆိုရင်မမရဲ့ fan တွေအများကြီးဝင်ရကြရတယ်ပြီးတော့သွားပြိုင်တဲ့အခါမှာလည်းလုံးဝဖြာနေမယ်ဆိုတော့အဲ့မိုက်စာယုံကြည်ပါတယ်တဲ့ကြိုသိတာပေါ့ကြိုသိတဲ့ team ကပါဒါပေမဲ့မပြောခဲ့တဲ့ team ကပေါ့နော်ကြိုပြီးတော့သိရပါတယ်ဒါအချိန်မှာလည်းအများကြီးပေါ့နော်လိုမျိုးကြိုသိပြီးတော့မျိုးလို့ဆိုတာသိလိုက်ပါတယ်ဟုတ်ကဲ့ရင်ခုန်ပါတယ်ဒါဆရာရဲ့ရွေးချယ်မှုပေါ်မှာလည်း respect ထားပါတယ်ပြီးမမကိုရွေးလိုက်တဲ့ဟာလည်း right decision ဖြစ်တယ်လို့ပြောချင်ပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်လို့တကယ်ရဲ့ fan လေးတွေတို့အားပေးတဲ့လူတွေပြည့်တက်တကယ်တဲ့ campus ကိုပြန်ပြီးတော့မျှော်ပေးကြတယ်ဟုတ်ကဲ့ရှိတော့ရှိလာအောင်ပါဒါပေမဲ့အချိန်ကတော့ဒီချိန်မှာဘယ်လိုမျိုးဆိုတာတော့တိကျမပြောသေးပါဘူးမမြတ်မိုးဆိုရင်အားသာချက်တွေဒါအများကြီးရှိတာပေါ့နော်ဒါမမရဲ့ aura ဆိုလည်းတဲ့အရင်ကြိုက်တယ်မမရဲ့ဒီ face type က strong back ကိုသွားတယ်ရှားတဲ့မျက်နှာပေါင်မျိုးပေါ့နော်အရင်ကြိုက်တယ်ပြီးတော့ဒီ talent ဆိုရင်လည်းဒါကိုရီတူတူပြိုင်ရေးစားရလို့ဆိုတော့ဘုံလည်းအတိပဲဆိုတော့အရင်သဘောကျပါတယ်ဒါမင်းညကလေးကပေါ့နော်တဲ့ post တင်လိုက်ကလေးကဆူတောင်းပေးတယ်အခုထိဆူတောင်းပေးကြတယ်တဦးတယောက်ချင်းစီကိုဒီနေ့ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်လို့တဲ့ reply နောက်ကျရင်လည်းစိတ်မကောက်ပါနဲ့လို့တယောက်ချင်းစီကိုအကုန်လုံးကိုတခြားလေးပြန်ပေးပါမယ်ကျေးဇူးပါ